come together hand in hand, dreaming big we take a stand, learning skills to build our way, a brighter life starts here today. Food and drinks we brew and bake, barista chef the paths we take, create with passion media too, design right shoot we see it through, rays of youth we rise and shine. ဖီဒီဆိုတာကိုပိုင်တက်မွေးရချပြုလုပ်နိုင်ရဲ့အတွက်တင်ယူပို့ချပေးတဲ့တင်တဲ့တစ်ခုဖြစ်တဲ့ဒီတင်တဲ့ကနေမှာ scale development နဲ့ realize scale တွေပုံမှုတိုးတက်လာစေတယ်ဟိုဒီတင်တဲ့တစ်လျှောက်မှာဆိုရင်တော့ပထမဦးဆုံးကတော့ life scale တင်ရတယ်မှာပေါ့နော်ဟိုရင်းစည်းကမ်းလမ်းစည်းကမ်းပေါ့နော်ဒီစည်းကမ်းလမ်းစည်းကမ်းအကြောင်းတင်ရတယ်ကျွန်တော်ဒီတင်တဲ့မှာဆိုလို့ရှိရင်ပေါ့နော်ကျွန်တော် chef ကိုရွေးထားတဲ့အတွက်ကြောင့်ဒီစားစာနဲ့ပတ်သက်တာတင်ခဲ့တယ်ပေါ့နော်အဲ့ထဲမှာမပိုင်တင်ခဲ့တယ်ဆိုတော့ကြတော့ဒီ bakery ရဲ့ဒီ kitchen ရဲ့တင်ခဲ့တယ်ပေါ့နော်ကျွန်တော်ဒီတင်ခဲ့တဲ့ထဲမှာဆိုရင်တော့ကျွန်တော် barista အဖြော်ပိုင်းကိုကျွန်တော်ကြိုက်ဆုံးပဲပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကအရင်တည်းကလည်းအဲ့ဒီဖြော်တဲ့ဟာကိုဝါသနာပါတယ်။ပြီးရင်ကျွန်တော်အပြင်ဆိုင်တွေပါတယ်သွားဖြစ်ရင်လည်းကျွန်တော်ကြီးပြတယ်ပေါ့နော်။သူတို့ဖြော်တဲ့ဟာတွေကျွန်တော်တင်ချာလေးယူဖြစ်တယ်။ပြီးတော့အဲ့မှာဖြော်ထဲမှာဆိုရင်တော့အယောင်တွေ color rate တွေရောဆက်တာတွေကိုကျွန်တော်အဲ့သဘောကျတယ်ပေါ့နော်။အချက်ပြုံးလေးဖြော်ရည်နဲ့ပတ်သက်ပြီးတော့တင်ယူခဲ့တာတွေကျွန်မဘယ်လိုသုံးချမလဲဆိုတော့ဟိုတယ်မှာဖြစ်စားသောက်ဆိုင်မှာဖြစ်ကာဖေးဆိုင်မှာဖြစ်အရင်ဆုံးအလုံးဝင်လုံးမယ်အချက်ပြုံးတဲ့ဖြော်ရည်ကိုအခြေခံပြီးတော့ဘောနော်တင်းငယ်တဲ့စီဝါရီတစ်ခုရင်စားလုံးမယ်ပြီးတော့ကျမရင်နဲ့ညီတဲ့အစားအသောက်တွေချက်မယ်ပေါ့နော်ဒီတင်တန်းကာလအတွင်းမှာပေါ့နော်ကိုရချင်းမှုရှိရှိလောက်ဆောင်နိုင်ခဲ့တဲ့အရာကကြတော့ဒီအဖွဲ့လိုက်လောက်ဆောင်တဲ့နေရာမှာဆိုရင်ဒီကိုပါဝင်ပြီးတော့ရုပ်ချင်းမှုရှိရှိနဲ့လောက်ဆောင်နိုင်ခဲ့တာပေါ့နော်ကျွန်တော်ကတော့ဒီချက်ပြတဲ့ဖယ်တင်ခဲ့ကြပါဒီလက်လုပ်ငန်းခွေတဲ့အခါမှာဖြစ်ဒီတစ်ချိန်ကျရင်စီးပွားရေးလုပ်တဲ့အခါမှာဖြစ်ဒီယူချီမှုရှိနဲ့ဒီလုံနိုင်ဖို့ဒီအကောင့်ဆုံးတော့ချသွားမှာဖြစ်တယ်ပေါ့နော် Western Kitchen တင်တော့ဆိုရင် trainer တွေကလည်းဒီ Europe က trainer တွေကိုယ်တိုင်လာရောက်သင်ကြားပေးတယ် chef တယောက်ဖြစ်ဖို့ဘာတွေလိုအပ်လဲဒီ chef တယောက်လိုက်နာမယ်စီကန်းတွေပြီးရင်ဒီမိဖို့ကြောင့်သုံးပစ္စည်းတွေကိုဘယ်လိုခိုင်းတွဲသုံးပြရမလဲဓာတ်ကင်နေတဲ့အစားပြီးရင်ဒီဘယ်စင်းလုံးရောက်ဆိုရင်ဘယ်အစားအစာတွေကိုလေးရမယ်ဆိုတာအစားအားလုံးကိုသင်ကြားပေးခဲ့တဲ့အတွက်အတိတ်တော်နီလန်းတွေအများကြီးသိရှိခဲ့ရပါတယ်ဒီဗီဒီယိုပေါ့နော်ကိုလုံးမဲ့လုပ်ငန်းနယ်ပယ်မှာပေါ့နော်လိုအပ်တဲ့ scale တွေကိုသင်ကြားပေးခဲ့တယ်ပေါ့နော်ပြီးရင်အစားအသောက်တွေဝါသနာပါတဲ့အလုပ်ကိုတွေမကပဲတခြားလူမှုဆက်ဆံရေးတွေတင်းမွားနဲ့အလုပ်လုပ်တာတွေဒါမျိုးတွေကိုပါထည့်သင်ပေးတာပေါ့နော်အများကြီးအကျိုးပြုတယ်ပေါ့နော်တင်တဲ့ကာလမှာတွေ့ကြုံနေရတာတော့ထိုင်းမာတာစကားပဲဖြစ်တယ်စစချင်းလာရင်ထိုင်းမာတာစကားကိုဘီနဲ့တရလောက်ပဲတည်ရပေါ့နော်ဒီတင်တဲ့ကိုတက်လာတဲ့အခါမှာဆရာမတွေကထိုင်းမာတာစကားကိုတင်ပေးတဲ့အခါမှာပေါ့ကိုကမတိရရှိရဲတခါလေးဆရာမစာတင်တဲ့အခါမှာနားမနေတဲ့အခါမှာတခါလေးမူချင်တာတွေလည်းရှိရဲအဲ့နောက်ပိုင်းမှာကိုယ်တိုင်ကဘလို့ဖြည့်ရှင်းခဲ့လဲဆိုတော့ဆရာမတင်တဲ့ဟာတွေကိုစောက်မှာတေချာရေးပြီးမှတ်သားတာတွေလည်းရှိတယ်ပြီးရင်အပြင်မှာထပ်ပြီးတော့လေ့လာတာတွေလည်းရှိတယ်ကျွန်တော်တို့ migrant လူငယ်တွေအတွက်က vocational education ကဘယ်လိုရေးပါလဲဆိုတော့ကျွန်တော်တို့အခုကျောင်းဆက်မတက်နိုင်တဲ့သူတွေပညာရေးအားနည်းတဲ့သူတွေအတွက်ကသူတို့အသက်မွေးဝဲကြောင်းပြုဖို့အတွက်ကလိုအပ်တယ်အားကြောင့်သူ vocational education training ကတကယ်လိုအပ်ပါတယ်ထင်ရွှေရဲ့အနာဂတ်အတွက်ဒီတီတန်းကအများကြီးထောက်ကူဖြစ်စေတယ်ပေါ့နော်ရွှေရဲ့အနာဂတ်မှာဆိုရင်စားသောက်ဆိုင်ဖွင့်မှုအတွက်အများကြီးရွေထားရပေါ့နော်စကားတွေကလည်းအတွက်ကြောင့်ရွှေတင်ထားတဲ့အရာကမြန်မာ kitchen လောက်ကမှနည်းနည်းပါးလောက်ပဲတတ်ထားတာပေါ့နော်အခုဆိုရင်ဒီတင်တန်းကတင်ပေးထားတဲ့အဲ့လို Thai kitchen တို့ Chinese kitchen တို့မြန်မာ kitchen တို့ဆိုလည်းအများကြီးပေါ့နော်ပြောရွှေအများကြီးလဲဒီတင်တန်းကတင်ပေးထားတဲ့ဟာတွေအများကြီးရွှေအတွက်ထောက်ကူအများကြီးဖြစ်စေတယ်ပေါ့နော်ကျွန်တော်အဓိကအချက်ပြုံးတဲ့အဖြော်လိုင်းဆိုရင်ကျွန်တော်အချက်ပြုံးပိုပြီးစိတ်ဝင်စားတာပေါ့နော်အဲ့အတွက်ကြောင့်ကျွန်တော်နောက်ပိုင်းမှာပေါ့နော်ဒီအလုပ်ငန်းဝင်တဲ့အခါမှာလည်းဒီကနေပြီးတော့ပေးလိုက်တဲ့ဟိုအခြေခံပညာရပ်တွေနဲ့ဟိုကနေပြီးတော့ရလာမဲ့ပညာတွေတခြားပေါင်းစည်းပြီးတော့နောက်ပိုင်းကိုယ့်ရဲ့ဟို main career မှာပေါ့နော်ကို professional ဖြစ်လာအောင်ပေါ့အသုံးချပါဖို့တော့ညှော်လင့်ပါတယ်ပေါ့နော်ကျွန်တော်တကယ်လို့ဒီဒါပြီးကျွန်တော်ဒီအလုပ်ခွဲလည်းဝယ်ရောက်မယ်ပြီးတော့ဒီကနေရတဲ့ပညာနဲ့လုပ်ငန်းခွင်မှာပြလိုက်တော့ချမယ်လုပ်ငန်းခွင်မှာလည်းဒီထက်တဲ့လောက်ထက်တော့ရယူသေးတာကိုရယူမယ်ပြီးတော့ကျွန်တော်ဒီကိုအစီပြေအချင်းနဲ့စီပြေလို့စီကိုတပတ်တန်းနဲ့ဒီကိုပဲစေဝါးရေးစားတော့ဆက်တခုနဲ့ပြလိုက်ဖွင့်မှာဖြစ်ညောင်မာထားတယ်ဒီတင်တဲ့ဖြစ်မြောက်ဖို့အတွက်အဆုံးထိကူညီပံ့ပိုးခဲ့ကြတဲ့မိခင်အဖွဲ့အစည်းကိုကျေးဇူးတင်ပါတယ်ကျမတို့လူမျိုးအနာဂတ်ပြောင်းနေတဲ့လူငယ်တွေအတွက်ဒီ VD တင်တဲ့ဖွင့်လှစ်ဖို့အတွက်ကူညီပေးခဲ့တဲ့အတွက်ကြောင့်ရောကျမတို့အနာဂတ်လေးလှပဖို့အတွက်လမ်းဖွင့်ပေးခဲ့တဲ့အတွက်ကြောင့်ရောဒီကူညီပံ့ပိုးပေးခဲ့တဲ့သူတွေအကုန်လုံးကိုအထူးဖြင့်ကျေးဇူးတင်မိပါတယ်ရှင်ခုလိုလူငယ်တွေလမ်းပြောင်းနေတဲ့အချိန်မှာ professional training ကိုဖွင့်လှစ်ပေးတဲ့အတွက်လူငယ်တွေအတွက်များစွာအထောက်အကူပြုတယ်ပေါ့နော်တင်တန်းပြီးသွားတဲ့အခါမှာလည်းလုပ်ငန်းခွင်ဝင်တဲ့အခါဖြစ်စီကိုယ်ပိုင်လုပ်ငန်းလုပ်ချင်တဲ့ဘာဖြစ်စီပေါ့ကိုချရာဘောကိုရည်တည်နိုင်တဲ့အနေအထားတစ်ခုဒီအဲ့လိုမျိုး
ဖွင့်လှစ်ပေးတဲ့အတွက်ပေါ့နော်ခေါ်ဆောင်ထားပေးတဲ့အတွက်မိခင်အဖွဲ့အစည်းနဲ့လူရှင်အရောက်စီတိုင်းကိုကျေးဇူးထူးတင်ရှင်းပါတယ်ခင်ဗျာ